ခမရငါမအားသေးဘူးဆိုတဲ့စကားကိုလေတရက်ဘယ်နှကြိမ်လောက်ပြောပြလဲကျွန်တော်တို့9 to 6လောကမှာတော့အဲ့ဒီမအားသေးဘူးဆိုတဲ့စကားလုံးကြီးကအသုံးအများဆုံးစင်ကြေတစ်ခုတောင်ဖြစ်လာနေပြီဒါပေမဲ့ခမရရင်ထဲမှာတစ်ခုတတိထားမိလားအဲ့ဒီမအားသေးဘူးလို့ပြောလိုက်တိုင်းမှာတကယ်တမ်းကျွန်တော်တို့ဘာကိုညင်းပယ်နေရလဲဆိုတော့ကျွန်တော်တို့ရဲ့ကျမ်းမာရေးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အဆိုးဆုံးကတော့ကျွန်တော်တို့ရဲ့အနာဂတ်အဲ့ဒါတွေကိုညင်းပယ်လိုက်တာနော်တကယ်ကြောက်ဖို့ကောင်းတယ်ဒီနေ့အချိန်မရှိဘူးဆိုတဲ့အမောင်တို့တွေကနေအချိန်ဖန်တီးသူတယောက်ဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးကြမယ်အလုပ်လဲစူးစမ်းခြင်းနဲ့ကျမ်းမာရေးလဲကောင်းခြင်းနဲ့ခမ ्या အတွက်ဒီဗီဒီယိုကအဖြေဖြစ်ပါလိမ့်မယ်ကျွန်တော်သိပါတယ်ခမ ्या တကယ်ကိုစူးစမ်းနေတာမီတင်တွေတစ်ခုပြီးတစ်ခု deadline တွေအများကြီးကြားထဲမှာခမ ्या တော်တော်ပင်ပန်းနေပြီရင်ထဲမှာလဲထုတ်မပြောဖြစ်ပေမဲ့အမြဲတမ်းခံစားနေရတာတစ်ခုရှိလိမ့်မယ်ငါအခုလိုအလုပ်တွေအရင်စူးစမ်းပြီးတော့ပတ်စံတွေရှာနေရတာကကျမ်းမာရေးနဲ့လဲနေရတယ်လို့ပဲဆိုရဲခံစားချက်ညဘက်အိမ်ပြန်ရောက်လို့ရှိရင်ခမ ्या ဘိုက်ဘူးလာတာကိုကြည့်ပြီးတော့စိတ်ပြတ်တယ်ဝယ်ထားတဲ့အဝတ်စားတွေကလည်းကျယ်သီးတက်ရတာအစင်မပြေတော့ဘူးအားကစားလုပ်မယ်လို့စဉ်းစားလိုက်တိုင်းမှာလည်းအဲ့ဒီမအားဘူးဆိုတဲ့စကားလုံးကြီးကခမ ्या ကိုအလိုလိုတားဆီးနေတာဒါပေမဲ့အဲ့ဒါခမ ्या ကိုမကယ်တင်နိုင်ဘူးဆိုတော့ခမ ्या သိတယ်ခမ ्या အလုပ်မှာတော့လူအများလေးစားအားကြအားကိုးရတဲ့ expert တယောက်ဒါပေမဲ့ခန္ဓာကိုယ်စီမံခန့်ခွဲတဲ့အပိုင်းမှာတော့ control လွတ်နေတယ်လို့မျိုးခမ ्या ခံစားနေရတယ်ဟုတ်တယ်မလားခမ ्या တကယ်ဖြစ်ချင်တာကအလုပ်နဲ့ဘဝကိုဒွန်တွဲပြီးကြမ်းကြမ်းမာကြစ်ကြစ်လစ်လစ်နဲ့အောင်မြင်နေတဲ့ high performance professional တယောက်မနဲ့နိုးထားလာတဲ့အချိန်မှာလည်းကြည်လင်နေတဲ့ mental clarity နဲ့နိုးထားလာခြင်းနဲ့ရုံသွားတဲ့ခါမှာလည်းကိုဝတ်ချင်တဲ့အဝတ်စားကိုယုံကြည်မှုအပြည့်နဲ့ဝတ်ပြီးတော့ရုံကိုသွားခြင်းတယ်အလုပ်မှာလည်း performance ကောင်းရမယ်မိသားစုအတွက်လည်း quality time တွေပေးနိုင်တဲ့ leader ကောင်းတယောက်အလုပ်တွေဘယ်လောက်ရှုပ်ရှုပ်ခမ ्या ရဲ့မျက်နှာကြည်လင်လန်းဆန်းနေပြီးတော့အများကြီးကြည့်လိုက်တဲ့အခါမှာလည်းဟာဒီလူကသူ့ကိုယ်သူတကယ် management လုပ်နိုင်တဲ့သူပဲဆိုပြီးတော့အားလုံးကအတိအမှတ်ပြုတာကိုခံချင်တာအဖြေကအချိန်ကိုရှားမှာမဟုတ်ဘူးအချိန်ကိုဖန်တီးရမှာဒါဆိုဘယ်လိုဖန်တီးမလဲကျွန်တော်ရဲ့ home tone blueprint မှာသုံးတဲ့နည်းလမ်းတွေကိုမျှဝေပေးမယ်နံပါတ်1က pattern interrupt ခမ ्या ရဲ့အကျင့်ဟောင်းတွေကိုဂျားဖြတ်နှောက်ယှက်ရမှာအိမ်ပြန်ရောက်တဲ့အခါမှာ sofa ပေါ်မှာတန်းမထိုင်နဲ့အဲ့ရပေါ်သွားပြီးတန်းမလဲချလိုက်နဲ့လေ့ကျင့်ခန်းလုပ်မဲ့အဝတ်စားကိုအရင်သွားလဲလိုက်အဲ့ဒါခမ ्या အတွက်အချိန်အသစ်တွေကိုဖန်တီးပေးလိမ့်မယ်နံပါတ်2 10 minute micro workout လေ့ကျင့်ခန်း1နာရီလုပ်မယ်လို့မတွေးနဲ့10မိနစ်ပဲလေ့ကျင့်ခန်းလုပ်မယ်10မိနစ်ပြည့်လို့မှမလုပ်ချင်တော့ရင်လည်းနားလိုက်မယ်ဆိုတာမျိုးအတွေးလေးကိုပြောင်းကြည့်10မိနစ်ပြည့်သွားတဲ့အခါခမ ्या မနားပြတော့တာကိုတွေးရလိမ့်မယ်နောက်ဆုံးတစ်ချက်ကတော့ decision minimization ခမ ्या ရဲ့ဆုံးဖြတ်ချက်တွေကိုနည်းနိုင်သမျှနည်းအောင် short ချပလိုက်ဥပမာဗျာမနေ့ပြန်ရုံသွားရင်ဘာဝတ်သွားရမလဲတို့ဘာစားရမလဲတို့ဘလို့သွားရမလဲတို့အစတဲ့တိတိမွားမွားလေးတွေကိုပိတ်ရက်မှာကြိုပြီးတော့ plan ချတာအဲ့ဒါဆုံးဖြတ်ချက်များလို့ပင်ပန်းနေတဲ့အုံနောက်ကိုအနားရစေပြီးတော့ခမ ्या အတွက်ကျမ်းမာရေးအတွက်အချိန်အသစ်တွေအချိန်ပိုတွေထွက်လာလိမ့်မယ်အလုပ်အတွက်ဘဝကိုရင်းထားတဲ့သူတွေကမအားဘူးလို့ပြောပြီးတော့လက်လျှော့သွားကြတဲ့အချိန်မှာခမ ्या ကတော့အချိန်ကိုဖန်တီးပြီးကိုယ့်ရဲ့အကောင်းဆုံး version ကိုတည်ဆောက်နေတဲ့သူတယောက်ဖြစ်ပါစေခမ ्या ရဲ့ lifestyle ကို reset လုပ်ဖို့အလုပ်နဲ့ဘဝကိုဟန်ချက်ညီအောင်စနစ်တကျပြောင်းလဲဖို့ကျွန်တော်အစဉ်သင့်ဖြစ်နေပြီခမ ्या မှာရှိနေတဲ့အချိန်မရှိဘူးဆိုတော့အဲ့ဒီအမောင်တို့ကြီးကိုကျွန်တော်တို့အတူတူဖယ်ရှားကြမယ်ကျမ်းမှာကြစ်လက်တဲ့ဘဝကအခုခမ ्या ရဲ့ဆုံးဖြတ်ချက်တစ်ခုအကွာမှာပဲရှိပါတော့တယ်ကျွန်တော်စီတူလည်းမှာအချိန်ကိုဖန်တီးနိုင်တဲ့သူတယောက်ဖြစ်ကျွန်တော်တို့ပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ရေလုံလောက်အောင်တောက်ဖို့မမေ့ပါနဲ့